အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Amacrat ဒါကျွန်တော်နေဗီဒီမှာဆိုကျွန်တော်ဒါ Survival Series လေးဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုမှာကျွန်တော် channel မှာဗီဒီယိုစတင်တဲ့ချိန်ကျွန်တော် Survival Series နဲ့စကြင်လို့ပေါ့နော် Survival Series လုပ်လိုက်ရင်ဖြစ်ပါတယ်ကျွန်တော် Survival Series episode 1ပေါ့နော် episode 1ကျွန်တော်တို့ဒီမှာရွာတွေ့အောင်ရှာမယ် episode 2ကြမှာပဲအိမ်ပိုင်းစောင့်မယ်ကျွန်တော်ဘာဖြစ်လို့ကျွန်တော် village ကိုရှာချင်တာလဲဆိုတော့ကျွန်တော်အဲ့ village ရောက်လို့ရှိရင် iron fan တွေစောက်လို့ရမယ်ကျွန်တော်တို့villager trading run တွေစောက်လို့ရမယ်ပေါ့နော်အဲ့လိုစုံစောက်လို့ရအဲ့ကြောင့်မို့ကျွန်တော်ပြီးတော့ရွာတွေရှာဖို့ရလွယ်ရမဟုတ်ဘူးကြာအဲ့ကြောင့်မို့ကျွန်တော်ဒီ episode ကိုတော့ရွာရှာဖို့ပဲဆုံးဖြတ်ထားတာပါကျွန်တော်အခုလောစင်မှာကျွန်တော်ဒီတစ်ပင်တစ်ပင်လုံးကျွန်တော်ပုံမှန်ဆိုရင်တစ်ပင်လုံးမခုတ်တတ်ဘူးကြာဘာဖြစ်လို့မတည်ဘူးကျွန်တော်တစ်ပင်လုံးခုတ်ပြီးပါပါကျွန်တော်ပုံမှန်ဆိုတုံးလောက်ခုတ်ပြီးတော့ minus နဲ့စင်တာတက်တန်းပြီးတော့ကျွန်တော်တစ်ပင်ယူကျွန်တော်လက်နဲ့ထိုင်ထိုးနေရဆိုတော့ကျွန်တော်အချိန်တော့ပုံကုန်ပါပေါ့ဒါပေမဲ့လည်းကန်ကောင်းရင်တော့ခရင်ရမှာပေါ့နော်ရှင်းမတိုးပြီးတွေ့ရင်တော့ကျွန်တော်တိုးတုံးကောင်တော့တက်ပြီးတော့ခရင်ရမယ်အကျန်တော့ကန်ကောင်းသွားပြီပေါ့နော်ညဆိုရင်လည်းကြောက်စရာမလိုတော့ဘူးအခုကတော့ကရင်ရင်ရှာလေးကြာကျွန်တော်စတုံးလေးရင်သွားတူးမယ်စတုံးနဲ့ကျွန်တော်ထူးရအစင်နေမှာပေါ့နော်ကျွန်တော်ထူးကတစ်ခုလောက်ပဲလုပ်တာပါကျွန်တော်တွားတူးမှလည်းအဝေးမပါဘူးကျွန်တော်အောက်ကိုပဲတူးသွားလိုက်မှာပါဘာလို့ဆိုတော့စတုံးလောက်ရှာဆိုတော့တရားအောက်ကိုပဲတူးသွားရမှာပဲကျွန်တော်ခေရဲစင်းအောင်လို့ပဲတရားခေရဲစင်းခေကိုမတွေ့လို့အောက်ကိုပဲတူးသွားမှာနော်ဘေးပေါက်ရင်ခေလေးပဲရှာကြည့်ပါတည်းခေမတွေ့ရနဲ့အောက်ကိုပဲစင်းအောင်ပဲစဉ်းစားလိုက်တော့နော်ကျွန်တော်အောက်တိုင်းကျွန်တော်စတုံးပစ်ကတ်တစ်ခုလုပ်ပြီးတော့ကြာကျွန်တော်ပုံမှန်နေလို့ပဲကျွန်တော်စတုံး30တူရမှာပေါ့နော်ကြောက်တွေအခု30တူရမှာအဲကြမှာကျွန်တော်လုံလောလူရမှာကြာတော့ထူးအကုန်လုံးမယ်ကျွန်တော်မီးဖို့ဖမ်းမိကြည့်လို့ဟိုလေတို့တည်းကအားကြောင့်မို့30တူပါပါကျွန်တော်ကြောက်ရထိုင်တူးနေတဲ့အချိန်တော့ကျွန်တော် net skip ထားပါခင်ဗျာဒီထဲမှာကျွန်တော်မောဟတ်အတွန်တော့ထည့်ထားပါတယ်ပြီးတော့တခြားနည်းနည်းပါးလေးပဲထည့်ထားပါအများကြီးမထည့်ဘူးဒါလက်မှာဆိုလို့နော်အခုတော့နည်းနည်းလက်နေတဲ့ပုံစံရှိရဲ့အဲ့ဒါတော့ဟိုအတွန်တစ်ခုရောက်ပါနည်းလက်တာပါကျွန်တော်ဒီ pick အစုပ်ကျွေးတယ်ကျွန်တော်နှုတ်ရတော့မယ်ကျွန်တော်ဒီစာအုပ်ကြီးလေးနှုတ်ရမှာပေါ့နော်ကျွန်တော်ချီပဲတင်ရောက်လာတယ်ဒါကြီးတည်းအဲ့ဒါမလို့ပါကျွန်တော်အတွန်ထည့်တဲ့ချိန်မှာဘာအတွန်မှားထည့်ခဲ့လဲတော့မသိဘူးကြကျွန်တော်ရဲ့ဒီ pick တွေတော့ရှားထူးရပေါ့နော်အဲ့ဒါရကျွန်တော်ကုန်ကန်ဒီကုံမဲ့အချောင်းလေးမကြဘူးကြီးအရင်လေးအာအောင်နောက်တယ်ကြီးကုံမလားမကုံလားမသိဘူးကျိုးလို့ဝိုင်းအောင်လွယ်ဘာမှမရှိဘူးပေါ့နော်ဟုတ်လို့ဆိုတော့ကျွန်တော်ရွာကိုလိုက်ရှာမယ်မစကစ်တော့ရွာကိုလိုက်ရှာစကစ်လိုက်ကျွန်တော်လက်တော်မှာတော့ကျွန်တော်မရှိတော့ဗီဒီယိုကဒီမှာ KG တော့တွေ့တယ်ဒါပေမဲ့ကျွန်တော်မှာဘာမှမရှိဘူးကျွန်တော်ကြောက်နေခဲ့တယ်အဲကြောင့်မစင်းတော့ပါဘူးနည်းနည်းပဲပတ်ပြီးသွားတော့မယ်နော်အဓိကရွာလိုက်ရှာရအောင်ပဲကျွန်တော်အဓိကတိုးတုံးကောင်အင်ရှာမယ်ဗျာအားဒီမှာလည်း KG ဒီဘက်ကပတ်တော့အောင်ပဲအကြည့်ပါဦးမောင်မဲနာပဲလန့်လာရေးကြည့်ရတော့ဒီဘက်ခုံချလာကျွန်တော်တက်ချင်မလားအိုးရှော့အိုးမရှော့ဘူးတော်ရီးရေတေးရောမိလိုက်တာတော့တိုးတွေ့ပြီတိုးကအချီအောင်လည်းမဟုတ်ဘူးဘာရောင်ကြီးလည်းမသိဘူးမီးကိုရောင်ကြီးလာမယ်အဲ့ဆိုတော့အစင်မပြေဘူးဟေးဒါပေမဲ့တက်ရမှာပဲမီးကိုရောင်တုံးကောင်တွေ့ရောလဲခံကောင်းမှာနော်ပန်းတွေ့ရင်လည်းကြောင်းလဲလို့ရတယ်ရေတက်လိုက်မယ်နော်ကျွန်တော်ဘေးမှာကျွန်တော်နွားပါတွေ့လို့နွားပါတက်ခဲ့ပါတယ်တော့ကန်ကောင်းကျင်တော့မဟုတ်လေကြောက်သွားတွေ့လိုက်တာမသိဘူးနွားကောင်းလေးကြောက်သွားပါတယ်အဲ့လေကျွန်တော်စောင်းပါပဲစောင်းတာပဲဘောနော်အဓိကအခုလောဆရာတော့တိုးရင်တက်ရအောင်မယ်ကျွန်တော်ထိုင်ရမှုနေတယ်အဲ့မှုရရင်လည်းကျွန်တော်တစ်ချက်ပဲတက်လိုက်တယ်အဲ့နည်းနည်းဘယ်လိုဖြစ်တော့တော့မသိတစ်ခါမှမလုပ်ဘူးအဲ့လိုအခုလောဆရာတော့မောဟတ်ကိုတက်ပါမယ်ကောင်းပါဘောနော်โอเคမောဟတ်တက်လိုက်ပါပြီနည်းနည်းကြပြီအခုလောဆရာနဲ့ရှုပ်နေလို့ကြက်ကကွက်တီပဲလာနဲ့စားလိုက်တယ်ညီလေးတော့တစ်ချက်ပြမယ်ဗျာတို့ခေါင်းလေးအဲ့နေရောမခွေးလည်းတွေ့ရခွေးလားအဲ့ဒါဝင်းပလေးလားညီခွေးလားဝင်းပလေးလားမသိဘူးအောင်းလည်းတွေ့ရကျွန်တော်ဒါပေမဲ့အယူမပါဘူးဒီမှာကျွန်တော်ဒီဘက်ကိုကျွန်တော်ညီတယောက်အောင်မိလာတာဟာကွာရှုပ်ချက်ခတ်နေအိုးတိုးနှစ်ကောင်တော့မှခေါင်းတော့မတရားဘူးမိနေရတိုးတွေ့သွားတယ်တိုးတော့ဟုတ်ပဲဒီဝိုင်းဟုတ်မှနောက်တော့ဒီကောင်နောက်ကိုလိုက်တာကောင်းမလားမဲဒီကကောင်ရောဒီတော့မှမဟုတ်လားမဟုတ်ဟိုဘဲကောင်ရွက်သွားတော့မယ်ညာတုံးကောင်ကြည့်တော့အခုနကတကောင်သက်ထားရည်တော့ဘိုးကရှုပ်တော့မယ်ကွက်တီပဲထင်တယ်ချက်တော့မှုေးလိုက်အောင်ကွက်တီပဲမိုးရှုပ်တာနဲ့ဟာတူးမွေဘာလို့နှစ်တုံးမရှိနေလဲ
အော်အခုနကမီကိုကြီးလေကျွန်တော်မှားနေရကျွန်တော်မှားနေရကျွန်တော်မိုးမချုပ်ခင်အခုနတူတင်ရှာမရတော့မယ်။ရန်နေဇွန်မီနဲ့ဘောပြက်နေမှာနော်။ကြီးရမှာလားတင်ရှာမှာလားမသိဘူးဇွန်မီနဲ့ဆိုတော့အခုနတိုးလေးတင်ရှာတွေ့ပါအောင်ဟာဒီညခရင်မရလို့မသိဘူးကျွန်တော်ခရင်မရကျွန်တော်တူတော်ကောင်းလေးလာတော့မှာပေါ့နော်အကျန်တော့ကျွန်တော်ဘဝဆုံးပြီးတယ်မှာပဲအခုလောဆယ်ကတော့တိုးလေးရေခေးလည်းမရှိဘူးကြာခေးလည်းမရှိတော့ဘလုံး30နေရာလည်းမရှိဘူးခုနတူကဘယ်တုန်းကမသိလိုက်မတွေးလိုက်တာဗျဘယ်တော့တော့မယ်နော်ကန်ကောင်းကျွန်တော်ခုနတူတော့မတွေးဘူးဆိုရင်နောက်တစ်ကောင်တွေးပါတယ်ဒီကောင်တက်ပြီးတော့ကျွန်တော်နေအဲ့ရတော့မယ်နှစ်ကောင်တော့မှတစ်ကောင်လောက်ဆိုရင်လောက်ပါနော်လေအဲ့မှာကြောက်အလန့်နဲ့ကနေရှင်းတန်းလုပ်တယ်တော့ကြနေတည်နေလို့နော်ဇွန်မီတော့နာမမတွေ့ဘူးဗျကန်ကောင်းတာလို့ပဲပြောမှာပေါ့ခရင်ရည်အေးရတော့မယ်ဟိုးလာလက်နေရဟိကျွန်တော်မိုးလင်းဝါကြီးမိုးလင်းဝါတော့ကျွန်တော်ရွာရှာဖို့ပဲလုပ်ရတော့မယ်street drain နဲ့ကောင်းပါအခုလောဆရာတော့ရွာရှာရမယ်ဒီတိုးလေးကတော့ချမ်းသာကင်ပေးလိုက်ပဲနော်ဟုတ်တော့ရွာရင်ရှာမယ်ရွာဒီလိုတိုးကြီးဆိုရင်ရှိဖို့ကမလွယ်ဘူးရွာတွေရွာရှိဖို့တိုးကြီးတယ်မှာအော်ကျွန်တော်ခုနခေါင်းလေးပြမယ်ဆိုတော့ဒီမှာလीကျွန်တော်မပြလိုက်ရဘူးချူတော်ပါလေးရဲ့ဒီပုံစံနဲ့တော့ကျွန်တော်စကင်တော့လိုက်လို့ကျွန်တော်အယောင်လေးရောင်းလိုက်နွားဖြစ်ပြီမနွားတော့မသိချင်ပါဘူးလာပါလည်းရှိရကြကျွန်တော်ငရိတ်တော်မယ်ဆိုဒီမှာလာခက်လို့ရတယ်တော့နမရှိရင်ပြောပါကျွန်တော်မရှိရင်တော့လွယ်ပါဘူးဒီနေရာမှတ်ခဲ့လို့မရဘူးမှတ်လည်းမှတ်ချင်တော့ရှက်ပဲတော့ရွာတွေးဘူးကဒီလိုတော့ကြီးတမဆိုရင်ရွာရှိဘူးကမလွယ်ဘူးဗျအားကြောင့်မို့နေရွာရှာတာတော်တော်ခက်နေရဗျအားကြောင့်ကျွန်တော် episode 1ကိုလည်းကျွန်တော်ထင်လို့နော်အဲ့လိုပဲထင်လို့ကျွန်တော် episode 1မှာရွာရှာဖို့ပဲဆုံးဖြတ်ထားတာပါနည်းနည်းတွေးရင်တော့ကောင်းတာပေါ့ကျွန်တော်နည်းနည်းလောက် skip လိုက်တာပဲကောင်းလားမသိဘူးဗျကျွန်တော်ဒီအရင်ဆိုကျင်းစရာတော်တော်ကောင်းနေဗျကဲဒါဆို let's goကဲအခုချိန်မှာကျွန်တော်ပါဖြစ်တာလည်းမသိဘူးမီယိုကြီးရချေဝါတော်တော်ခက်နေဟောနည်းနည်းလက်တော့ရတယ်ခုနကျွန်တော်ဒီမှာအပေါ်မှာ cherry bin တွေ့ရcherry ရွာကြီးဆိုတော့ကျွန်တော်တိတ်တော့မကြိုက်ဘူး cherry တော့ထဲမှာဆိုတော့လေတိတ်တော့မကြိုက်ဘူးရွာ cherry ရွာတော့မဟုတ် cherry တော့ပေါ့အဲ့ထဲကရွာကြီးဆိုတော့ဘလို့ဆိုကျွန်တော် cherry တစ်တိုင်းနေအိမ်ဆောင်မကြီးကျွန်တော်တော်တော်ယူမကြိုက်ဘူးနော်အချောင်ယူမကြိုက်တာကျွန်တော်ဒီမှာနှင်းတော့ကြီးတို့ဒီဘက်မှာညီတရနေဘလို့ဒီဘက်မှာရွာရှိတော့မယ်ထင်တယ်ဒါပေမဲ့နှင်းတော့ကြီးတွေအရင်ထွက်ရအောင်မယ်တက်တယ်လည်းမပါလာဘူးဒီကပဲတူကြီးထွက်မှာပေါ့ဒီရှိမှရွာရှိရေးရှိမှရွာရှိပါစေလို့ပဲဆူတောင်းပါတယ်ဘာလို့လဲဆိုတော့ညီလည်းတရားနေပြီဗျာရွာလည်းရှိတင်ပြီးတော့ရွာချာနေရတယ်ကျွန်တော်တော်တော်ကြာရတဲ့စကေးလိုက်တဲ့နေရာဆိုရင်တော်တော်လေးကိုကြာရပါတော့ရွာချာတာကျွန်တော်တောင်းကြီးတွေတက်ရတယ်ကျွန်တော်မသိဘူးရှောက်သွားလိုက်တာပေါ့ဒီဘက်ထဲမှာတော့ညီရမယ်ထင်လို့တော့ရှောက်သွားရတယ်တကယ်အိုးကျော်နေတန်လိုက်ယူကျွန်တော်ရွာ Oh my god ရွာတွေ့သွားပြီတော်မယ် let's go သွားကြစို့ကျွန်တော်အခုရွာစောလေးတွေ့သွားဆိုတော့ကျွန်တော်ဒီမှာရွာမှာအင်ဆောက်ဖို့နေရာလေးပဲရှာမယ်ရွာထဲပစ္စည်းလိုက်ခိုးမယ်လိုက်နိုင်မယ်ပေါ့နော်အဲ့ဒါမျိုးလောက်အောင်မယ်ဗျာပြီးမှ episode 1အန်လိုက်တော့မယ်အင်ဆောက်ဖို့နေရာလေးပဲလောက်အောင်မယ်နေရာလေးရှာရင်းနဲ့ပေါ့မှာစပါးစီတော့မင်းတို့ဒီပုံမှန်တက်နေကြဒါပေမဲ့မတက်တော့ဒီနေရာတော့ဒီတမှာရှက်ကွက်တီပဲမရှိမလို့ Emperor လည်းလူရတဲ့နောက်ပိုင်းကျရင်လူလာမှာပဲဘာလို့လဲဆိုတော့ villager တွေထွက်ဖို့လीကျွန်တော်တော်တော်လေးလူမှာ Emperor ကတူးရလဲတူးဖို့နာတွေးဖို့လာတယ်တော်တော်လေးကိုခက်တယ်ဗျာတွေးဖို့ဆိုရင် diamond ထထောင်ကျွန်တော်ရှားတာခက်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် diamond တော့တွေ့သေးတယ် Emperor မတွေ့ဘူးဗျာ Emperor ကတောင်းရင်းနေမှာဆိုတော့ရှိရတယ် diamond တဲ့ရှားခက်တယ်ဆိုတော့ကျွန်တော်ထင်လို့ဒီပါပါကျွန်တော်ထင်ပေါ့ကျွန်တော်ဒီထဲမှာလက်နက်လေးလုပ်ရရမှာပေါ့အဲ့ရနေပြပါတယ်ဟိုဘူမရန်ဆိုလာမယ်အဲ့လိုခေါ်ပါဗျာအဲ့လက်နက်လေးလုပ်လို့ရတယ်အတုံလေးထည့်တာတော့တော်တယ်ဒီတိုင်းဆိုတင်းရအောင်လေဒီမှာစပါးတော့ကျွန်တော်ဒီဟိုးလို့ရခြင်းအကြောင်းရရတယ်အဲ့ဒါပဲရွာရှိရင်စပါးတော့ရှိမှာပဲတော့ heavy တွေ
ဒီဘေးဒီအကုန်ခူးမယ်ဒါကိုကျွန်တော်တို့ဟို bread လုပ်လိုက်ရပေါင်မိုးလုပ်လိုက်ရဗျာကျွန်တော်တို့ဒီရွာရောက်တာကန်တော့ကောင်းဝိုက်တယ်နဲ့ဟိုဟီးဘေးလေးရတယ်ကျွန်တော်ဒီဘက်မှာရွာသားလေးတယောက်ရှိခိုးမယ်အာမလုံးနေတော့ကျွန်တော်လိုက်ကြည့်နေကြီးကျွန်တော်လိုက်ကြည့်နေခိုးနေအောင်မင်းဖေတော့မပြောရင်တော့ဟဲ့မင်းဖေတော့တင်ပါရိုက်မှာကျွန်တော်ခုလို့ဆိုမှကျွန်တော်ဖေးမှာရှက်ရှိတယ်လဲဆိုတော့ရှောင်းမယ်အော်မှာတွေ့ပြီးနောက်တဲ့ဒီမှာရှက်ကရှိရဒီမှာဆိုကျွန်တော်တို့ဟိုလေတာအာမာနဲ့ပတ်သက်တစ်ခုရှိရပုံမှန်ဆိုပေါ့โอเคကျွန်တော်တို့အားရှိမလဲဖက်တစ်ခုလေလားမင်းတကယ်နှစ်ခုလောက်တော့ရှိတယ်နဲ့လीပုံမှန်ဆိုရင်ဟိုအရင်မှာရတယ်မိုးရှုပ်ပြီးဆိုတော့ကျွန်တော်လည်းလက်ကစားပြီးခေါင်းလုံးလေးရိုက်သွားဒီကျွန်တော်ခေါင်းလုံးတီးရောကျွန်တော်အယုံကုလန်ကြည့်တော့ကြည့်နေဒါပေမဲ့အယုံကုလန်ခေါင်းလုံးတီးရလုံးနဲ့ဘာမှမလုပ်ဘူးထင်ပါတယ်ဟောကျွန်တော်ပုံမှန်လဲတီးပါတယ်အဲ့မို့ဟေးအောင်နေမင်းတို့အိမ်ကိုဘယ်လိုစောက်ထားရလဲကွာမကြည့်အောင်ကွာငါတွားဖို့လမ်းလည်းမရှိဘူးတိတ်ပြီးဒီအခုနောက်ဟိုဘောရော့ညင်းရောခုံချတယ်ဒီမှာအိတ်လိုက်မယ်အိတ်လို့မရသေးဘူးအဲ့တော့ကျွန်တော်လမ်းဖောက်ဖို့အဲ့အင်းနေအောင်လမ်းဆက်ပြီးဖို့ခေါ်ကြားတလက်လောက်ရမှာကြခေါ်ကြားတလက်နဲ့ဆိုရင်တော့တွားရလာလဲလော်ရမယ်လीတော့ဖက်တော့မစီရသေးဘူးခြေတယောက်ကြီးနဲ့လျှောက်တော့ရနေရွာထဲမှာဒါပေမဲ့ကျွန်တော်မှ original အဝိစာပါပဲအဲ့ဝိစာတော့စီထားပါအဲ့လိုက်ပါပြီနောက်တနေ့ကိုထည့်ရောက်ပါပြီကျွန်တော်လမ်းဖောက်ပြီးဖို့တင်ရမယ်ပေါ့နော်လမ်းဖောက်ပြီးရင်တော့ကျွန်တော်အိမ်စောက်ဖို့နေရာလေးရှာရမယ်ဟိုလိုစေရတော့ရွာလဲစားရောက်တော့နည်းနည်းအဲ့ iPhone fan တွေကတော့ပြီးမှပဲစောက်တော့မယ်ကြာအခုကတော့မစောက်ဘူး episode 2ဒါမှမဟုတ် episode 3အဲ့နှစ်ခုတည်းတစ်ခုမှစောက်မယ်ဒါပေမဲ့ iPhone fan တစ်ခုစောက်ဖို့ကလည်းတွေရတော့မလွယ်ဘူးကြာလူတာဟိုခဲလူပါလေအားနေမယ် flint လူကျွန်တော် flint ဆို Minecraft တွေက flint ကိုပြောတာနော်ကျွန်တော် YouTuber flint ထင်နေအောင်ပဲကျွန်တော် shader ကြီးကတိတ်တော့မလှဘူးထင်နေကြကျွန်တော်ဟို shader ကြီးကတိတ်မလှဘူးထင်တယ်ကျွန်တော်နောက် episode ကျရင် shader လေးတက်ပြောင်းခဲ့မယ်နေပါလိပဲလူပါလေးထပ်ထည့်ခဲ့ဝင်တော့အခုလောဆယ်လမ်းဖောက်မယ်တော့တကယ်ပြော shader ကြီးကကြီးအောင်ကြာလိုကြီးအောင်ပဲကျွန်တော်မကြိုက်ဘူးဒါပေမဲ့ iron နေရောလင်းတယ်အဲ့ဒါခုတော့မိုက်ပါတယ်မကြည့် vlog လေးကတော့လက်လေးတောင်လက်နေအောင်ကွာလာခံနေတဲ့အိမ်ကလေခုံချရအောင်မကွာအဲ့နေရလောကနေနေဘယ်လိုဖြစ်အောင်မလဲအဲ့တော့လာငါလမ်းဖောက်ပြီးမှဒီခေါင်းလေးကိုကြောင့်မဖောက်ဘူးငါလမ်းဖောက်ပြီးမှလာရပေါ့လက်နေတယ်ကြည်အောင်တရားလက်နေရမဟုတ်ဘူးကြာကျွန်တော်မောကဖြစ်လာတဲ့လမ်းဖောက်လို့မရဘူးဆိုတော့စိုးသွားပြီဆိုတော့အချိန်နေစိုးသွားပြီရတော့အချိန်ဆိုတော့စိုးသွားကျွန်တော်နောက်တစ်ခါကျန်ထုတ်ခဲ့တော့မှအဲ့မို့မတိဘူးကျွန်တော်ရှောက်ထဲလာနောက်ပြီးဆိုကြတော့မောကောင်းလေးထည့်ခဲ့မယ်အခုလောဆရာတော့ကျွန်တော်ဖက်တောင်မစီရသေးဘူးဒီနေ့ကဘာမှမရှိဘူးဒီနေ့မှထင်တာပဲမနီတာရိုက်တောင်းနေရရှိတယ်ထိုးရဆင်းနေတာပေါ့နော်တော့မလားလက်လေးတောင်းလက်လေးရှိတယ်အဲ့တော့ကျွန်တော်ဖက်မွေးရတယ်မေးနေလမ်းမှာရှောက်မှာဆိုဖက်ဝေးရတော့မယ်ဒီမှာလဲဟောလို့မရဘူးနော်ကျွန်တော်ပြောနေတဲ့လမ်းနဲ့ဖက်ဝေးဖို့မရပါဘူးကျွန်တော်ခေါ်တရားကိုကျွန်တော်အဲ့ဒါတော့ဒါခေါ်တရားကိုတရားအဲ့လို cranny ပဲထည့်ပြီးတော့လိုလုံးရင်လမ်းဖောက်လို့ရမယ်ထင်လို့ပေါ့ဒါမှမရဘူး cranny ပဲထည့်လို့မရဘူးချက်နေရတော့ကွက်တီပဲဒါပေမဲ့တင်ကြပါဒါပေမဲ့တော့မထီပါဘူးတော့ bread ရတယ်ပေါင်မိုးတွေရပြီစိတ်သားနဲ့ခဏလဲထားမယ်ပေါ့နော်ပေါင်မိုးကအရင်စားမယ်ကျွန်တော်မကြည့်တော်ရုပ်ဆိုးရတယ်တရားအဲ့ဒါကြီးအဲ့တော့တက်ကြီးအကြီးတည်းနေကြီးရုပ်ကြီးကျွန်တော်ဖက်စီလိုက်ပါပြီနောက်ဆုံးတော့ကျွန်တော်မေ့ရရလေးကိုလုပ်လိုက်ပါပြီအခုလောဆယ်ကတော့ကျွန်တော်ဒီနားတော့လမ်းရှိအနားလမ်းဖောက်အောင်မလားမသိဘူးရှိပါဘေးကတက်လို့ရတယ်သူလည်းဘေးကတက်တာနေမဟုတ်ရှိလေရောက်မင်းနေမှာဟုတ်ကွာဘာမှလည်းမရှိကြဘူးတော်တော်ဆိုးကြည့်ရကျွန်တော်ရှိတာတိတ်မလှဘူးထင်တယ်ကျွန်တော်တိတ်နော် bread လေးရတော့နည်းလှရှိတာမဟုတ်ပါဘူးအားလေးဘာလဲတော့မသိဘူးပေါမိုးလေးရောလှနေရဲ့အဲ့လေအခုတော့ဆယ်ကျွန်တော်အိမ်ဆောက်ဖို့နေရာလိုက်ရှာအောင်မယ်အိမ်ဆောက်ဖို့နေရာဟုတ်ပါတော့လားဟိုဒီအိမ်လေးဟုတ်ပါမှာတော့ဆောက်မယ်လမ်းစင်မယ်ကျွန်တော်လမ်းစင်ဝယ်ကြဒါပေမဲ့ခုံချလိုက်ပါရဲ့အဲဆိုတော့ကျွန်တော်ရစ်တက်လို့ပေါ့အခုတော့ကျွန်တော်အိမ်ဆောက်ဖို့နေရာကိုလိုက်ရှာမယ်ကျွန်တော်ဒီမှာ mine wing K လည်းရှိရကြရောအဲ K ထဲမှာနောက်ကျရင် mine လာလူလို့ရတယ်အခုတော့ကျွန်တော်အိမ်ဆောက်ဖို့ဒီဘက်ထဲမှာတော့ဆောက်မယ်ဘယ်မှာဘာမှလည်းမရှိဘူးကြာ
တိတ်တော့မဆောက်ရင်ဒါမဲ့ဒီမှာအာလူပိုတာတာရောကဲရောရောဟိုတော့ကျွန်တော်ဒီဘက်မှာအိမ်ဆောက်မယ်ဗောနော်ဟိုမှာ net ပေါ်ရီအပြက်ကြီးတော့အနာမအိမ်ဆောက်မယ်အခုလောဆယ်အိမ်မဆောက်သေးဘူးကျွန်တော်အဲ့အောက်တွားပြီးတော့မအောင်မယ်မမယ်ဆိုတော့နှိုက်မှာဒီရောနော်အဲ့ကြတဲ့ချက်ယူမလာပဲနေဦးချက်ကတော့ထားခဲ့ပါလိုရထားလေးပဲယူမှာပေါ့ဟိုလောဆယ်ကတော့ဟောကိုဘလော်ကြီးကျွန်တော်အိုင်ပစ်ကရနဲ့အဲ့ကိုဘလော်လာချုပ်မယ်ဒီမှာအော်စီယန်နေထိုင်မပစ်ကရအော်စီယန်လာချုပ်တယ်မဟုတ်သေးကျွန်တော်ဒီမှာပဲပို့တယ်လို့လိုက်မယ်အတိနှုတ်ခေါင်းလောကြီးပါတယ်တခါမှမညီဘူးကျွန်တော်တကယ်ကြောကျွန်တော်တခါမှမညီဘူးဒီထဲမှာခေါင်းလောကြီးပါဘာမှအဖြစ်ပါဘူးကျွန်တော်ခေါင်းလောပါတော့လေခေါင်းလောမှယူပါပေါ့အကုန်ပါပေါ့ဖနက်လေးရွှေဖနက်ရပြီရွှေဖနက်ကဒီမဲ့ဒီကမမာဘူးတဲ့မမာမဟုတ်အဲ့လိုမမာမဟုတ်ဟိုကမခန့်တာပေါ့ဟိုအတက်ကတော့မာတယ်ဟိုနေတိုင်းတော့လို့ရှိရင်တော့ရွှေဖနက်လေးစီးပြီးသွားရင်အေးစေးပေါ့ဘာမှတော့မရှိတော့ဘူးเนาะထပ်ပြီးတော့ရှယ်ရီတစ်ပင်ရလဲကျွန်တော်ရှယ်ရီတစ်တော်ကြီးရှယ်ရီတစ်တားနဲ့မဆောက်ရှင်ဘူးတစ်တော်တော့နည်းနည်းလေးတွေ့ဦးကြကျွန်တော်တစ်တော်တစ်ခေါ်အောင်မယ်ကြမ်းတယ်နည်းနည်းဝေးရနေအောင်တစ်ခေါ်ရမယ်နည်းတစ်တော်လေးရှင်တော့ကောင်းတာပေါ့ဆိုတော့ကျွန်တော်အိမ်ဆောက်ဖို့ပုံစံလေးပဲထွင်ခဲ့မယ်ဘာလို့ဆိုတော့အိမ်တော့မဆောက်တော့ပုံစံလေးပဲအရင်ထွင်ခဲ့မယ်ဘလို့စေလူအောင်ဒါလေးကျွန်တော်မစကစ်တော့ဘူးကြာဘာလို့ဆိုတော့နောက်ဆုံးအနေနဲ့ထားမှာဆိုမစကစ်တော့ကျွန်တော်ပုံစံလေးကတော့ရင်ထွင်ခဲ့လိုက်မယ်နောက် episode 2ကျရင်တော့ကျွန်တော်အိမ်တစ်လုံးရအောင်ဆောင်မယ်ဘာလို့ဆိုတော့စလာကြတဲ့တစ်ခုတ်ပြီးတော့အိမ်ဆောင် episode 2လဲအိမ်တစ်လုံးမရမလားမသိဘူးဘာလို့ဆိုတော့တစ်တော့ကဒီနားမှာတစ်ခုမှမတွေ့ဘူးတစ်ပင်နှစ်ပင်လောက်ပဲတွေ့ရတယ်နှစ်ပင်မတွေ့သေးဘူးတော့အကျော်တော့ကျွန်တော်တစ်ခုတ်ရမှာနဲ့အိမ်ဆောင်ရမှာနဲ့ဆိုကျွန်တော်အိမ်ကရှင်းသေးရမယ်ဆိုရင်ကျွန်တော်တစ်တားရယ်ကြောက်တုံးရယ်ကျွန်တော်ဆက်ဘယ်လိုပြောတဲလားအားလေးပဲလူပဲဒါပေမဲ့ဟိုခိုးတွေပါရတော့တူးကြမလို့တရားပြောမယ်ဆိုရင်တစ်တားနဲ့ဖုတ်လေးရမတစ်ကရှားရဲဆိုခိုးပဲတူးရမှာပေါ့ကြောင်မီတွေလည်းတူးရတော့မယ်ပူပြီးလိုရလာကျွန်တော်အရင်တော့ကျွန်တော်အကြောက်မီတွေဟိုပါပဲလုပ်မယ်ဆိုပြီးတော့မီတွေပဲရိုးမီတွေပဲလုပ်လိုက်မယ်ဆိုပြီးတော့ဒါပေမဲ့နံပါတ်1ကရှားတယ်ဗျအဲ့ဒါမို့တင်းနေမီတော့ဖုတ်လို့တော့မကြည့်ဘူးအဲ့ဒီတော့ကြောင်မီတွေပဲသွားတူးရမှာပဲနော်နှစ်ဘလော့ရှယ်မယ်နှစ်ဘလော့ရှယ်ပြီးတော့မင်းနေကြကျွန်တော်မင်းနေအဲ့ဒါနှစ်ဘလော့ဒီဘက်လည်းတုံးဘလော့ကျွန်တော်ဒီနေ့ဗီဒီယိုလောက်ပါပဲခင်ဗျအားလုံးပဲနောက်ဗီဒီယိုရောက်မှတင်ဆိုကြပါမယ်အားလုံးပဲဖိုင်ပါ